အနားမှာပြည့်စုံပေးတဲ့တူမလေးတွေတိန်း3000ကျော်တန်ဖိုးရှိတဲ့တိုင်ရင်ကြီးကိုဝယ်လိုက်တဲ့ထထမိုးဒီရက်ပိုင်းနုပညာလောကမှာတုံ့နှုတ်စရာကောင်းဆုံးတဲ့တစ်ခုကတော့ထထမိုးရဲ့မန်လေးမျိုးရဲ့ချက်ချကြတဲ့နေရာမှာကာလတန်ကြီးတိန်း3000ဝန်းကျင်ရှိရဲ့အင်ကြီးအိမ်ကောင်တစ်လုံးကိုဝယ်ယူလိုက်တဲ့တဲ့မဲ့ဖြစ်ပါတယ်ဒါဟာတာမန်အင်ကလုံးမှမဟုတ်ပါဘူးကမရဲ့ဘွားတခြားသောအနေမြင့်နေအတက်ကြရိထားထဲမှာရုံးကန်ပြီးမှရရှိလာတဲ့ချွေးနှန်းစာစစ်စစ်နဲ့တီးစားလိုက်တဲ့အောင်မြင်မှုပြရုပ်တစ်ခုပါမြေတာအနာမှာစင်မူကရေကိုမှားတောက်တယ်ဆိုတဲ့အထိကိုစီးစင်ဥစ္စာကျွဲဝခဲ့တဲ့သဘောဒါမဲ့ကန်ဒီရဲ့အလဲပြောင်းဆောင်ရရကိုတုံညကနေပြန်ဆောက်ရတဲ့ချိန်ကြီးရှိခဲ့ပါတယ်ဒီလိုအချိန်မှသူမဟာမမာနာကိုပေးချိတ်အတိတ်ကရှေးအောင်တရက်တွေကိုမတန်းတာတော့ပဲဒိုင်ဆေးလောက်ကတွေကိုရေရဲဝံဝင်ရောက်လာခဲ့ပါတယ်ဒိုတချို့ကမင်းသမီးမို့လို့လော်လေးရောင်းရတာပါလို့ထင်ကောင်းဖြစ်မှလိမ့်မယ်တကယ်တမ်းမှာတော့အသက်50ကျော်ရေရောင်းနေမှဈေးရောက်ရတာလုံးဝမလွယ်ကူပါဘူးဒါနဲ့သူမကတော့အလုတ်ကတာဂုံတိတ်ခါဆိုတဲ့စိတ်ဓာတ်နဲ့မမောမပန်းစူးစမ်းခဲ့ပါတယ်ဒီတော့မရှတော့ဇွဲလုံးအားတွေကြောင့်ပဲခုဆိုရင်လိုက်ဆေးပေမှာဖြစ်နေတကြောပြန်နန်းတက်လာနိုင်ခဲ့ပြီးမန်လေးကနန်းတော်မှန်သမျှခန်းတော်ရဲ့အင်ကြီးကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါနဲ့အဲ့ဒီနေရာမှာလူတိုင်းစိတ်ဝင်စားနေကြတဲ့ချက်ကဒီအင်ကြီးကိုဘသူနာမည်နဲ့ဝယ်တယ်ဘသူကိုအမွေပေးမလဲဆိုတဲ့ကိစ္စပေါင်းရိုးရာစင်လာရဆိုရင်မိခင်တရားရဲ့ပိုင်ဆိုင်မှုလားသားသမီးစီကိုရောက်သားလေးရှိပါတယ်ဒါပေမဲ့ထက်မိုးရဲ့ရွေးချယ်မှုကတော့တမုံထူးခြားနေပါတယ်။သူမဟာဒီတိန်းတောင်းချီတဲ့အင်ကြီးကိုတဝူရဲ့သမီးရင်ဖြစ်တဲ့စစ်လုံးဝရီကိုမပေးဘဲသူမကိုနေကပြစ်စရှာပေးတဲ့သူမလေးရဲ့နာမည်နဲ့သာဝယ်ယူခဲ့တဲ့သတင်းတွေထပ်ပေါ်နေပါတယ်